ဘာတင်ထားတာပညာလုံးမခေါ်သုတလို့ပဲခေါ်ရမှာဖြစ်တယ်အဲ့ဒီသုတကိုလက်တွေ့အသုံးချပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးသိလာတဲ့အခါကျတော့မှပညာလို့ဒီလိုဆိုလို့တယ်ပေါ့ဒါကြောင့်မို့တခါတည်းအင်္ဂလိပ်ဘာသာစကားမှာလည်းခွဲပြီးတော့ပြောရတာရှိတယ် knowledge ဆိုတာနဲ့ wisdom ဆိုတာ knowledge ဆိုတာကသင်ထားလို့သိတဲ့အနေအထားမျိုး knowledge လို့ပြောပြီးတော့ wisdom ဆိုတာကြတော့သင်ယူထားရုံမျှမကဘူးအတွေ့အကြုံနဲ့ရရှိထားတဲ့ ability ဆိုအရည်အချင်းပေါ့နော်သိနိုင်တဲ့အရည်အချင်းတစ်ခုအဲ့ဒီအရည်အချင်းကိုမှ wisdom လို့ခေါ်တာပေါ့ဒါကြောင့်မို့စာပေကျမ်းကမှလည်းပဲသင်္နာတွေကသုတသင်ယူထားတဲ့အကြောင်းအရာတွေကသုတထိုသုတကမှပညာကိုဖြစ်ပွားစေတာဖြစ်တယ်ပညာရလာပြီဆိုရင်ပညာရအထံသလာတိဘဝရဲ့အဓိပ္ပာယ်အကျိုးအကြောင်းအဆိုးကောင်းလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာမပြောတဲ့နာအဲ့ဒီကိုသိရှိတာကြမှာပညာလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့ဒီ